မဲ့အမျိုးသမီးတိုင်းတော့မဟုတ်ဥမာကျမထိုးရင်လည်းကျမဝါကျမဝါမှာပေါ့နော်အမျိုးသမီးတိုင်းတော့မဟုတ်ဘူးဒါပေမဲ့25% လောက်ကတော့ဝါတယ်အဲ့ဈေးတွေရဲ့ခေါင်းစဉ်ကဘာလဲတားဈေးလीနော်ခလေးမရချင်တာမဟုတ်ဘူးလားအဓိကရွယ်ချက်ကပိန်ချင်တာလည်းမဟုတ်ခလေးမရချင်တာနော်အဲ့တော့ကိုကဘလိုမျိုးတားရင်ခလေးမရနိုင်ဘူးလဲဘလိုမျိုးကကိုယ့်အတွက်အဆင်ပြေလဲဆိုတာစဉ်းစားရမှာကျမဒီနေ့မှာပြောပြချင်တာကကျမစေကန်းကိုလာပြီးတော့3လခန့်စီထိုးတော့အမျိုးသမီးတွေရဲ့မိကုံးဖြစ်ပါတယ်သူတို့ရဲ့ complaint ပေါ့နော်ဆရာမကကျမဒီစီးတွေထိုးလို့ဝဝလာတယ်ဆိုတာပေါ့နော်ဆိုတော့အမှန်တကယ်ဓာတ်ပူလို့ခေါ်တဲ့3လခန့်စီကဝစီလားပေါ့နော်ကျမအဖြေကဝစီရဲ့ရှင်ဝစီရဲ့အစထင်တာကိုစားလို့ကိုဝရပေါ့နော်ကိုစားလို့လည်းပါတယ်ဒါပေမဲ့အဲ့ effect လေးကိုလေ့လာတဲ့အခါမှာကျမတို့ကဓာတ်ပူထဲမှာပါလဲဆိုတော့ကျမတို့ progesterone တွေပါတာပေါ့နော်ဟော်မုန်းကြီးပေါ့နော်progesterone ဆိုတာကျမတို့ခန္ဓာကိုယ်ရဲ့ကလည်းတဘာဝထွက်တဲ့ progesterone ရှိတယ်အဲ့ဒါဝလားဆိုအဲ့ဒါကျတော့မဝအဲ့တော့ကျမတို့လူလောက်တယ်ပေါ့နော် synthetic ပေါ့ man made progesterone အပြင်ကနေပြီးတော့ progesterone လိုမျိုးဟော်မုန်းတွေလောက်တယ်ပေါ့နော် progestin ပေါ့နော်အဲ့ဒါလောက်ပြီးတော့ကျမတို့အသုံးပြုရပေါ့နော်အသုံးပြုရင်သူကအသုံးပြုတဲ့ dose ဘယ်လောက်ပမာဏလဲပြီးတော့ဘယ် form နဲ့အသုံးပြုရလဲပုံမှာလဲကျမတို့ကမူတည်ရ progesterone ပါတိုင်းမဝဘူးဥမာတောက်ဆေးရှိရလေတောက်ဆေးထဲမှာ progesterone နဲ့တခြားဟာနဲ့ရောထားရဆေး combine ဆေးရှိရသူတို့ဝလာမဝprogesterone တစ်မျိုးတည်းပါရဆေးလည်းရှိရသူတို့ဝလာသူတို့လည်းမဝဘူးအဲ့လောက်ထိအဲ့ implant တွေပေါ့နော်လက်မောင်းနဲ့ထည့်ရတော့ဘာလို့အဲ့ဒါဝလာအဲ့ဒါလည်း progesterone ပါပဲမဝဘူးအနည်းငယ်တော့ဝနိုင်တယ်ဒါပေမဲ့အဲ့လိုတိတိတတ်တာကြီးအဲ့ဒါကြီးထည့်ထားလို့ဝရဲဆိုတော့ complaint တိတ်မကြောက်ဘူးပေါ့နော်အေးပမာကြားရလဲဆိုရင်ဓာတ်ပို့အဲ့ထိုးစီပေါ့နော်3လခန့်စီထိုးရင်ဝရဲပေါ့နော်ဆိုတော့အဲ့ဒါလေးကြတော့အဲ့သူ့မှာပါ3လခန့်စီရဲ့ဟာကြတော့သူကဝစီရဲပေါ့နော်ဒါပေမဲ့အမျိုးသမီးတိုင်းတော့မဟုတ်ဥမာကျမထိုးရင်လည်းကျမဝကျမဝမှာပေါ့နော်အမျိုးသမီးတိုင်းတော့မဟုတ်ဘူးဒါပေမဲ့25% လောက်ကတော့ဝတယ်လို့ပြောရဲပေါ့နော်ဘာကြောင့်လဲဆိုပြန်စဉ်းစားကြည့်လိုက်တော့အဲ့ progesterone ကတဲ့ကိုဘယ်လိုပြောမလဲဗိုက်စာစီရပေါ့နော်ဗိုက်စာစီရစားကျင်စိတ်တွေပို့ပြီးတော့ဖြစ်စေရအဲ့အတွက်ဗိုက်စာတဲ့အတွက်ကိုကစားမိရတဲ့အတွက်ဝရပေါ့နော်ပြီးတော့ insulin resistance ကိုလည်းကျစေရလို့ပြောပါတယ်အရင်တုန်းကကျတော့အထင်သာဟော်မုန်းတွေကဝါတာမဟုတ်ဘူးရေတွေများနေတာပေါ့နော် water retention ကြောင့်ဖြစ်တာလို့ထင်ပေမဲ့ဒါပေမဲ့တကယ်ဓာတ်ပူကကြတော့တကယ်အဆီစုရတယ်ပေါ့နော်အဓိကအဖြစ်တော့ကျမတို့ bite မှာ1 bite မှာအဆီစုတာပါပေါ့နော်ဆိုတော့3လကန်စီကတော့ဝလာဆိုရင်ဝရဲအဲ့တော့ဝလာမဝလာဘလို့တိမလဲဆိုရင်ကျမတို့ကိုတတိထားကြည့်ပေါ့နော်ပထမ3လကန်စီထိုးမယ်နောက်3လပြင်နောက်တစ်ခေါက်ထပ်ဆိုမယ်ထပ်ထိုးမယ်ဆို6လပေါ့နော်အဲ့ဒီပထမ6လအတွင်းမှာကိုယ့်ရဲ့ body weight တဲ့အရင်ရှင်ရင်းဆွဲ weight တဲ့ 5% လောက်များပို့ပြီးတော့ဝနေတယ်ဆိုရင်တော့ဒါကျမတို့နောက်ပိုင်းလဲဝဖို့အလားအလာပိုရှိရပေါ့နော်ဆိုတော့progesterone ပါတိုင်း progesterone ဒီဝစီလားဆိုရင်အဲ့လိုမျိုးမဟုတ်ဘူးခုနကကျွန်မပြောသူမျိုးပေါ့နော် progesterone တိုင်းဆိုပြီးတော့သူခေါင်းစဉ်တက်လို့မရဘူး natural ဆိုဝမမဝတာနော်ကိုသုံးပြရဲ dose ရဲကိုသုံးပြရဲ type ရဲပေါ့မှာမူတည်ရဲပေါ့နော်ဆိုတော့အဲ့ဆိုဘာကောင်းလဲဆရာမလေးလို့မင်းရင်ကျွန်မပြောချင်တာကအဲ့ဈေးတွေရဲ့ခေါင်းစဉ်ကဘာလဲတားဈေးလीနော်ခလေးမရချင်တာမဟုတ်ဘူးလားအဓိကရွယ်ချက်ကပိန်ချင်တာလည်းမဟုတ်ခလေးမရချင်တာနော်အဲ့တော့ကိုကဘလိုမျိုးတားရင်ခလေးမရနိုင်ဘူးလဲဘလိုမျိုးကကိုယ့်အတွက်အဆင်ပြေလဲဆိုတာစဉ်းစားရမှာတောက်ဆေးဒီထိုးစိတ်လောက်မဝဘူးပိန်ကြီးရဲ့ effect တော့မရှိဘူးရှင်ထိုးစိတ်လောက်မဝဘူးလို့ပြောရင်အဲ့ဆိုရင်တောက်ဆေးကောင်းတယ်ဆိုပြီးတောက်လိုက်ရင်ဥမာကိုကမေ့တတ်တဲ့သူဖြစ်နေဘလို့တော့ဆေးလွတ်သွားခဲ့ရင်ကိုကခလေးရသွားမှာနော်ခလေးဆိုတော့လူဆိုတော့မွေးရမှာပေါ့နော်မွေးပြီးရင်သူအရွယ်ရအောင်လို့ကိုကကြည့်ရဘယ်နဲ့16နှစ်လား18နှစ်လား20လားမသိဘူးကြည့်ရအဲ့လိုမျိုးကျွေးမွေးရမယ်စရိတ်ဒီကိုမဝချင်တော့စိတ်တစ်ခုတည်းနဲ့ဆေးလေးတောက်တာရွေးလိုက်တာဒါပေမဲ့မေ့သွားဗိုက်ကြီးသွားစရိတ်ပိုကြီးရရှင်နော်အဲ့ကိုပဲပြန်မေးရမှာပေါ့နော်ကိုကဘာနဲ့အဆင်ပြေလဲပေါ့ထိုးစီကဝါရဟဲ့မထိုးတော့ဘူးအဲ့ဆိုတောက်ဆေးကြတော့တောက်နိုင်လားမမေ့မလျော့လုံးဝတရက်မှမပြတ်ပဲနဲ့တောက်နိုင်တယ်ဆို okay တောက်ကိုအတွက်အဓိက concern ကကိုဝင်တားဖို့ခလေးမြောက်ဖို့မဟုတ်ဘဲနဲ့ပိန်ကျင်လို့မဝကျင်လို့ဆိုရင်လည်းသဘောနော်ဆိုတော့ဓာတ်ပိုးထိုးတယ်ကျွန်မခုနပြောရဲစားကျင်စိတ်တွေပိုဖြစ်တယ်ဘိုက်ပိုစားစီရဲ့ appetite ပိုတက်တယ်မစားနိုင်လीစားကျင်စိတ်ဖြစ်ရင်နည်းနည်းပါးဟို short စားတာတို့လေ့ကျင့်ခန်းလုပ်တာတို့လုပ်ရမှာပေါ့နော်တော်လုပ်နေရပဲဆရာမရဲ့မောပြီးစားမိတယ်အဲ့ဒါဆိုရင်တော့ကိုလောဘနဲ့ကိုပေါ့ရှင်နော်ဆိုတော့ဘာပိုကောင်းလဲဆိုတာကျွန်မမဖြေတတ်ဘူးကိုကမေ့တတ်တယ်ခလေးမရဖို့ပဲအဓိကကွာဒီလားခလေး16နှစ်ကျွေးမွေးစရက်ရဲ့ကိုဝလာလို့ဂျင်သွားရတဲ့ fees တွေကိုပြန်ပြီးတွက်လိုက်ရင်အဲ့စရိတ်ထက်တော့တာတယ်လေနဲတယ်လေနော်
ကလေးကိုကျွေးမိရမယ့်ဈေးရိုက်တဲ့ဒီဝိတ်ပြန်ချရတဲ့ဈေးကတော့နည်းပါတယ်เนาะဆိုတော့အဲ့ဒါကိုယ့်ဘာကိုရှင်ပြီးတော့ယူရမှာပေါ့နော်မချို့ implant တွေထည့်တယ် implant ကကြာတော့ကိုဒီ9နှစ်လောက်ထိကလေးဆက်ယူဖို့အစီအစဉ်မရှိဘူးဆိုရင်ကျမကတော့ implant ကိုအားပေးတယ်လက်မောင်းထဲမှာထည့်ရပါတော့ပြုတ်ထွက်သွားမှာပါမပြုတ်ပါဘူးဈေးလည်းမကြည့်ဘူးကျမတို့အဲ့လိုဆေးရုံကြီးမှာရတယ်ဘယ်မျိုးသမီးချင်းမှလည်းရတယ်အပြင်မှာဆိုရင်တော့တိန်ကနန်းတောင်းပဲမဟိုမှာဆိုရင်တော့အလူငွေလောက်ပဲတောင်းမလားတော့ကျမမသိဘူးပေါ့နော်ဆိုတော့ဘယ်ဟာကောင်းလဲဆိုတာတားကြချာနေမှာမရှိဘူးကိုနဲ့အဆင်ပြေတဲ့အရာဒီကိုအတွက်ကောင်းဒီပဲเนาะကျမဒီနေ့ highlight လုပ်ချင်တာကမျိုးသမီးတွေပြောရဲဓာတ်ပိုထိုးရင်ဝရဲဆိုတာတကယ်တော့ဝရတယ်ပေါ့နော်ဒါပေမဲ့အမျိုးသမီးတိုင်းဝနေလားဓာတ်ပိုထိုးတာပဲကျမအိမ်ဘေးနားကြောက်ကကြောက်ပိန်နေဟုတ်တယ်အမျိုးသမီးတိုင်းမဝဘူး25% လောက်ပဲဝပါပေါ့နော်ဘာကြောင့်ဝလဲဆိုတာခုနကကျမပြောတဲ့အချက်တီကြောင့်ဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်